ကဘာပေါ်ရှိလူသားမျိုးတွေဟာအချစ်အလက်ဖြန့်ဝေမှုနဲ့ဆက်သွယ်ရေးအပေါ်အမြဲတမ်းမိခိုနေကြရပါတယ်။အမြင်အာရုံနဲ့အတန်အခြေခံတဲ့မီဒီယာတွေဟာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအသိပညာနဲ့ဖျော်ဖြေရေးတို့အတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။နိုဝင်ဘာ21ရက်မှာတော့ကမ္ဘာရုပ်သံလွှင့်နဲ့ World Television Day ကိုဂုဏ်ပြုဆင်နွှဲကြပါတယ်။ရုပ်မြင်သံကြား TV ဟာသတင်းအချက်အလက်ဖြန့်ချိခြင်းယဉ်ကျေးမှုဆိုင်ရာတန်ဖိုးများကိုမျှဝေခြင်းပညာပေးခြင်းနဲ့ဖျော်ဖြေရေးတို့အတွက်အရေးကြီးဆုံးသောဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ်ကမ္ဘာအတိုင်းဝိုင်းကအတည်အမှတ်ပြုထားပါတယ်။ဤနေ့ဒီရုပ်သံမီဒီယာများ၏ငြိမ်းချမ်းရေးလုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုမြင့်တင်ရမှာရှိတဲ့အခန်းကဏ္ဍကိုအလေးပေးသည့်နေ့ထူပါတယ်။ရုပ်သံလိုင်းငယ်ဟာကဘာကြီးတစ်ခုလုံးကိုတစ်ခုတည်းသောပွဲကြည့်ပရိသတ်အဖြစ်ပေါင်းစည်းနိုင်တဲ့စွမ်းအားကိုဒီနေ့ကပြက်ပြက်သားသားတတိပေးနေပါတယ်။တင်ရောသတင်းအချက်အလက်ရယူဖို့အထက်ရုပ်သံမီဒီယာကိုဘယ်လိုမျိုးအသုံးပြုပါသလဲမှတ်ချက်မှာပြောပြပေးခဲ့အောင်နော်။